ရှင်ကျမတို့ရဲ့ channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပြစေရှင်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့မြစ်တာလေးညင်းတင်းစီသားဆိုတဲ့ဝိထုရဲ့ဇာတ်သိမ်းပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်သူဝမ်းနဲ့ရဆုံးပါကြော်နဲ့တော်တော်တို့ပညာရေးခရီးလမ်းမဆုံးရခြင်းပါကြော်မှာ10တန်းမအောင်တော့တော်တော်လဲ9တန်းမတက်တော့နောက်ဆုံးတွင်ဖခင်ရဲ့လက်ငုပ်လက်ရင်းဖြစ်တဲ့တစ်တော်ချမ်းလိမ္မော်ချမ်းမမွန်ချမ်းတို့တွေမှာကြီးကျက်ပြီးတာဝန်ယူကြရတယ်တပတ်နေပြီးမှတစ်ကြိမ်ညနေလာတို့ညီကို2ယောက်မပြန်ကြတော့ညီမဖြစ်သူနှင်းပန်းခိုင်ကိုတော့ချစ်ကြတယ်သူ့ကိုမူလုံးဝစကားမဆိုတော့ခက်ဆောင်ဆောင်ပဲနေလိုက်ကြတယ်ပန်းဤဖြူကအရင်လိုပင်ဆက်ဆံမပြတ်ချပါဘူးဒီတွင်ခက်တီကမမမြက်သူတို့အိမ်အောင်ရေးတွင်အစဉ်အမြဲပြဿနာဖြစ်เสียကြုံရသည်မှာမမမြက်ဤဝင်းတိုမှုပင်ဒီဆရာဝန်နှင့်သူနာပြုဆရာဝန်နှင့်အမျိုးသမီးလူနာကင်းကွာ၍ရသည်မဟုတ်ပါလားသူကိုယ်တိုင်ကလည်းမမမြက်အပေါ်အိမ်အောင်ရေးတစ္ဆာဖောက်မဲ့သူမဟုတ်မမမြက်သည်အလွန်တော်ဝန်တိုတတ်တယ်ဆေးရုံကိုလည်းရောက်လာတတ်တယ်သူတာဝန်ချင်းမပြီးမချင်းသူ့ဘေးတွင်ထိုင်ဆောင်နေတတ်တယ်ခွဲစိတ်ခန်းဝင်ချိန်မှအပကျန်တဲ့အချိန်များမှာသူ့ဘယ်နေရာကိုတော့အရိတ်ကလေးလိုလိုက်နေတတ်ပါတယ်ကြာတော့တချို့ကပြုံးဆဆနဲ့မကြားတကြားဆနောက်ကြတော့တယ်သူလည်းရှက်လာပါတယ်မမမြက်ရဆေးရုံအထီတော့လိုက်မလာပါနဲ့ဗျာအောင်ရှက်လို့ပါဒါတော့အောင်ကိုမမမြက်ကမျက်စိယောက်ကအပြောက်မခံနိုင်တာပြီးတော့အရွယ်ငယ်ငယ်လှလှသူနာပြုတ်ကလေးတွေနဲ့လည်းမမမြက်ကစိတ်မချပါဘူးသိလားတာဝန်ရဆက်ဆံနေတဲ့သူတွေကြီးပါပဲမမမြက်ရသူ့စီကံကိုစီကံဆိုတာထားတတ်ကြတဲ့သူတွေပါတစ်ဖက်ကကြားရင်အားနာစရာတိတ်ကောင်းပါတယ်ညအချင်းအေးအေးဆေးဆေးစကားဆိုရင်သူကမမမြက်ဤဝင်တိုမှုကိုလျှော့စီလို့လျင်မမမြက်ဤမျက်ရည်များကိုသာရင်မောစွာတွေ့မြင်ခဲ့ရပါတယ်မင်းမမမြက်ကိုအပြစ်တင်ချင်နေတာလားအောင်မမမြက်ဘယ်တိအောင်ကိုချစ်တယ်ဆိုတာနားလည်ဖို့ကောင်းပါပြီကွယ်ဘာလဲမမမြက်ကအသက်40ကျော်အသက်ကြီးသူမို့အောင်ကရှင်တွဲမလျှောက်ရဲလို့မဟုတ်လားနောက်ဆုံးတော့သူ့လက်လျှော့လိုက်ရပါတယ်ပြူစုရွရမှုတွင်မမမြက်ကိုညီသူမြမိအပ်မိမထင်မနဲ့လင်းဒီနဲ့မျက်နာသိရင်မျက်နှာတုပ်ပေါ်မှာရေချိုးရန်ရင်တွေးဝစ်စင်ရန်အဝတ်အစားမနဲ့စောစောတောက်ရန်ကော်ဖီရုံမသွားခင်စားရန်နက်နက်စာအားလုံးအစင်သစ်သမီးလေးနှင်းပန်းခိုင်ကိုတောင်သူ့လောက်ဂရုစိုက်နေမတင်တခါသူမနေနိုင်လုံးလို့မမမြက်ရဲ့သမီးလေးကိုလည်းဂရုစိုက်ပါအောင်ဗျာလို့ဖွင့်ပြောမိတတ်ပဲမမမြက်ရဲ့သမီးကိုမမမြက်လည်းဘယ်မချစ်ပဲနေပါမလဲအောင်ရဲ့ဒါပေမဲ့အောင်မမမြက်ကိုတာဝန်မကျေဘူးလို့ယူညင်သွားမှာကိုတော့မမမြက်စိုးရိမ်နေဘဲဟုတ်မလဲမမမြက်ရအောင်ကကလေးမှမဟုတ်တော့ပဲအိမ်အောင်တဲ့တယောက်ပါသမီးလေးကိုပြုစုလို့မမမြက်ကိုအောင်မကြည့်မနဲ့ဖြစ်ပါမလားဗျဘာပဲဖြစ်ဖြစ်အောင်ကမမမြက်ရဲ့အချစ်ဆုံးပါပဲကွယ်မမမြက်ကသူ့ကိုတိုင်းဖက်၍သူ့ရင်ခွင်တွင်းသို့တိုးဝင်ကတိုးညင်းစွာပြုံးလာလေတော့တယ်အချစ်လွန်ခဲ့ရခြင်းဤဒဏ်ကိုခံရပန်များလာတော့ကျဉ်ကျက်နောက်ကျနေသောဝေဒနာများကိုသူခံစားရပါတယ်ညစဉ်မျက်ရတနာစေကံဖွင့်ချိန်များမှာလဲမမမြက်ကသူ့နောက်မှအစဉ်လိုက်ပါမြဲလူနာအမျိုးသမီးငယ်ငယ်ချောချောလေးကိုစမ်းသက်စစ်ဆေးစဉ်များ၌မမမြက်သည်အစဉ်အမြဲမန်းတက်တိုင်တက်ပြတတ်ပါတယ်မမမြက်သည်သူ၏ဇနီးဖြစ်ပါကြောင်းသိတာစေရန်အနားတွင်ကပ်၍တီတီတာတာစကားတွေအကြောင်းမရှိဘဲပြောနေတတ်ပြန်လေအောင်ရီသမီးလေးအတွက်အပြန်မှာကစားစရာအယုတ်လေးဝင်သွားရအောင်အောင်ရီအောင်ပင်မနာကိုမမမြက်ကတော့မကြည့်ရတော့ဘူးကွယ်မမမြက်ပိုင်တဲ့ငွေဟာအောင်ရဲ့ငွေပဲအပင်မခံပြီးစေကမဖွင့်ပါနဲ့ဆိုလဲမရဘူးကွယ်အဲ့ဒီလိုလဲဆိုလာတတ်ပြန်လေ
ကြာတော့သူရှက်လာပါတယ်။ဇနီးရဲ့ငွေကိုမိကိုကတ်စားနေသူဖြစ်တာလူရှိသူဖြစ်ပြောဖန်များလာတော့ခံပြင်းမိပါတယ်။ဒါအပြင်သူ့စေကမ်းမှသူ့နာပြုလေနော်မေဖော့နဲ့လေစကားကြကြပြောရင်လည်းမကြိုက်ပြန်။ဆရာဝန်နဲ့သူ့နာပြုမဆက်ဆံ၍မရသည်မဟုတ်လား။ရှင်းပြရင်လည်းနားမဝင်။လူနာများကိစ္စနော်မေဖော့နဲ့စကားကြကြမပြောလိုက်နဲ့တိတိတာတာကိုစူစူအောင်လုပ်တတ်တယ်။ကြာတော့မမမြတ်ရဲ့အချစ်တန်ကိုသူ့မခံနိုင်တော့ဘူး။တနေ့တရက်ကိစ္စလည်းမဟုတ်တော့သမီးလေးနှင်းပန်းခိုင်6 နှစ်အရွယ်ရှိသည့်တိုင်နေ့စဉ်အမြဲနှစ်နဲ့ချီ၍လာတော့ကိစ္စမို့သူစိတ်ပြက်လာမိတယ်။မမမြတ်ရအောင်ကိုစိတ်ချစမ်းပါ။အောင်သစ္စာမမဲ့ပါဘူး။လူတွေကြားထဲမှာအောင်အနေရခတ်အောင်တဝင်မတူပါနဲ့လားဗျာ။ဒီမှာအောင်ဒါဟာမမမြတ်ကမင်းကိုတိတ်ချစ်လို့ဆိုတာသိတယ်မဟုတ်လား။သိတော့သိတာပေါ့မမမြတ်ရ။ဒါပေမဲ့သိရင်မမမြတ်ကိုဘာမှမတားနေနဲ့အောင်။မမြတ်အောင်ကိုလွတ်လပ်စွာချစ်ပြရစေ။နောက်ဆုံးတော့စိတ်ညစ်ညစ်နဲ့သူ့အရက်တောက်တက်လာတယ်။မမမြတ်ကဝင်းတိုးစွာလွတ်လပ်စွာချစ်လေလေသူ့အရက်တောက်လေလေညှိနှိုင်း၍မရလေလူကပို့၍မူးလေနောက်ဆုံးမြတ်ရတနာစေကန်းကိုမမမြတ်ဤဝင်းတိုးမှုဓမ္မခံနိုင်၍ပိတ်ပစ်လိုက်ရတယ်မပိတ်၍လည်းမဖြစ်တော့လေဒီတစ်ချိန်တော့မမမြတ်လုပ်ပုံကအတော်ရုပ်ဆိုးတယ်စူးလွင်ဆိုတဲ့မိန်းမချောလေးတယောက်နှလုံးရောဂါနဲ့သူ့စေကန်းကိုညစဉ်စေကုရန်ရောက်လာတယ်သူနဲ့စူးလွင်စကားပြောဆိုကြလျင်မမမြတ်အနားတွင်ရှိမြဲမဆုလွင်အေးရေးပြက်လဲခံလို့မရဘူးနော်စိတ်ချမ်းသာအောင်လည်းနေပါပေးတဲ့ဆေးကိုအချိန်မှန်တောက်ပါကျမ်းမာရေးကိုဂရုစိုက်ပါဗျာတိတ်အပင်ပန်းခံတဲ့အလုပ်တွေကိုလည်းမလုပ်နဲ့နော်ဒီစကားများကဆရာဝန်တဦးအတွက်မို့ထူးခြားမှုမရှိဒါပေမဲ့မမမြတ်အတွက်တော့စုစုနွယ်ပေါ်သူ့ရဲ့မြင့်တာတို့ရေစည်းအားများလာကြသည်ဟုသဝင်တိုးစရာဖြစ်လာလေတယ်စုနွယ်ကချမ်းသာတယ်ဒါပေမဲ့မိဘမရှိဘူးမိဘတွေကရုတ်တရက်ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွားပြီးတဲ့နောက်ပင်ကိုအခန့်ရှိတဲ့နှလုံးရောဂါကပိုဆိုးလာတယ်ညစဉ်သူစေကန်းကိုလာတတ်ပါတယ်ကားကိုယ်တိုင်မမောင်းပါနဲ့မဆုတွေဒရိုင်ဘာရှိတယ်မဟုတ်လားဒီနေ့ကိုရေးမောင်နေမကောင်းလို့ခွင့်ယူထားပါတယ်ဒေါက်တာဒါကြောင့်စုနွယ်ကိုယ်တိုင်မောင်းခဲ့တာပါနောက်စုနွယ်မမောင်းတော့ပါဘူးတနေ့စုနွယ်ကိုယ်တိုင်ကားမောင်းလာ၍သူတားမိလိုက်တယ်ကားမောင်းရင်မတော်တဆထိတ်လန့်စရာကြုံနိုင်တယ်လေရင်ရှုပ်ထွေးခြင်းနဲ့ကားချင်းပုတ်တိုက်မိတယ်လို့ဖြစ်သွားရင်လေကြုံကြိုက်မှုမျိုးကိုစုနွယ်ခံရင်ရှုပ်ထွေးပြီးကားချင်းတိုက်မိတယ်လို့ဖြစ်သွားမယ်ကြုံကြိုက်မှုမျိုးကိုစုနွယ်မခံစားစေလို့စုနွယ်ကပြန်ရန်ထားလိုက်စေမမမြတ်ဤမမျော်လင့်သောစကားကအခြေအနေကိုတမျိုးတပုံပြောင်းလဲစေခဲ့ပါတယ်ဒီမှာစုနွယ်မင်းယောဂါဟာဒီလောက်ဆိုပြက်ကင်းလောက်ပါပြီစေကန်းကိုလာပြီးအလှပြတဲ့အလုပ်ကိုလည်းရက်လိုက်ပါတော့ဒါမှမဟုတ်စေကန်းပြောင်းပြီးတော့ကုပေါ့ကွယ်ဟုတ်လားရှင်စုနွယ်ခမညာအံ့ဩမင်တက်သွားရှာတယ်မမမြတ်ဤအတန်ကအတန်ငယ်တင်းမှကျဲလောင်သည်မို့အခန်းအပြင်ဘက်မှစောင့်နေတဲ့လူနာများလဲကြားကြပြီမယ်မမမြတ်ဒါအောင်လူနာပါအောင်လူနာကိုမမမြတ်ဘာမှဝင်ပြောစရာမလိုဘူးတီးခံနိုင်မှုမရှိတော့သည့်စိတ်ဖြင့်သူထရက်၍ပြောမိတယ်အေးမမမြတ်ဟာမင်းရဲ့မိန်းမမင်းကိုပညာသင်ပေးခဲ့တဲ့မိန်းမပဲမင်းနဲ့ပတ်သက်ပြီးဘသူ့ကိုမဆိုပြောပိုင်ခွင့်ရှိတယ်မင်းစုနွယ်ကိုစေးမကူရဘူးမမမြတ်ဒေါသဖြင့်သူအော်မိစေစုနွယ်ငိုရှိုက်လျက်စေကမ်းမှပြေးထွက်သွားလေတယ်မျက်နာပူခြင်းအားနာခြင်းစိတ်ထိခိုက်ခြင်းရှက်ခြင်းနာကြီးခြင်းတွေနဲ့အဲ့ဒီညကမြဲရတနာစေကမ်းကိုအပီးအပိုင်ပိတ်ပစ်ခဲ့တယ်ဒါအပြင်အဲ့ဒီညစပြီးအရက်ကိုမူးအောင်တောက်ပြီးမှ
အိတ်လေးရှိခဲ့တယ်။ကိုယ့်ရဲ့ဘဝကိုမပိုင်ရခြင်းဒုက္ခသူတစ်ပါးအရေးနဲ့အုပ်မိုးခံရခြင်းဒုက္ခကိုအရက်နဲ့သာကုစားလိုက်ပါတော့တယ်။စာကြည့်ခန်းတွင်တယောက်အိတ်ကတင်တစ်လုံးသွင်း၍ခင်းချင်းပြင်ဆင်ကသူ့အပြင်ထွက်ခဲ့တယ်။စုနယ်ပြဿနာနဲ့ပတ်သက်ပြီးစေကံပိတ်ခဲ့ပြီးနောက်တပတ်ကြာခဲ့ပြီဖြစ်တော်လဲမမက်မြတ်ကိုသူစကားမပြောမိတော့နာကြီးချင်းကသူ့ရင်ကိုဖိစီးထားလေတယ်။မမက်မြတ်ဤကားကိုလည်းလုံးဝယူမသုံးဆေးရုံတို့ပင်ချီချင်းလျှောက်လိုက်တယ်။အဖြစ်အားလုံးအခြေအနေအားလုံးကိုပန်းဤဖြူကသိနေတယ်။မျက်နာညှိုးငယ်နေတဲ့မိခင်နဲ့နာကြီးမှုပြင်းထန်နေသောသူ့အခြေအနေကိုပန်းဤဖြူကြည့်ရင်စိတ်ထိခိုက်နေကြတယ်။ဒါပေမဲ့သူတို့နှစ်ဦးကြားမှာပန်းဤဖြူညီတိုးမျှဝင်မဆက်ဖက်ရှာမကြည်မလင်ဖြစ်နေသောဖခင်နဲ့မိခင်တို့ရဲ့အရေးအကဲကိုကြည့်ကနှင်းပန်းခိုင်မျက်နှာလေးညှိုးနေရှာပါတယ်။အပြင်မှသူညနေနာသို့ပြန်ရောက်ချိန်ဒီညတကောင်ရန်လာရောင်ဖြင့်လောကကြီးမှာဝင်းလဲနေတယ်။ဒါပေမဲ့သူ့စိတ်မကြည်လေထမင်းစားခြင်းစိတ်လည်းမရှိရေခဲတစ်တာအထွက်မှဘရန်ဒီတစ်လုံးကိုယူကအပေါ်တက်စာကြည့်ခန်းထဲသို့တက်ခဲ့တယ်။အဲ့ဒီနေ့ကကြော်နဲ့တော်တော်တို့ညီကိုနှစ်ယောက်လည်းပြန်ရောက်နေကြတယ်။လိန်မော်ရာသီမို့လိန်မော်ချန်အတွက်ထပ်မံလိုအပ်တဲ့အလုပ်သမားကိစ္စအတွက်ကလောကိုပြန်ခဲ့ဟန်တူပါတယ်။သူနဲ့မမက်မြတ်အိမ်အောင်ကြပြီးသည့်နောက်ပိုင်းအားလုံးမှာဒဇိန်ပမာခက်တန်းတန်းဖြစ်ကုန်ကြရတယ်။ပန်းဖြူတယောက်ကသာသူ့အပေါ်ခေါ်ပြောရှိပါတယ်။ဒါပေမဲ့တရင်နီးမဟုတ်တော့ထမင်းစားရေတောက်မျှသာပြောဆိုလေးရှိကြပါတော့တယ်။မမက်မြတ်ကကြော်တို့မောင်နှမတွေချီကအမုန်းတရားကိုတည်ဆောင်ပြီးသူ့ထံကိုအနှင်းပေးခဲ့သူပါ။စာကြည့်ခန်းတကားကိုဖွင့်၍အတွင်းသို့ဝင်ကစာကြည့်စပွဲပေါ်မှာအရက်ပလင်းကိုတင်လိုက်တယ်။ဖန်ခွက်တင်းလောင်းထဲကအယူပမာမောတောက်ပစ်လိုက်တော့တယ်။နောက်ဘလောက်တောင်ဆက်တောက်မိနေလဲမသိဘူး။အောင်ခေါ်တန်းကြောင်ခေါင်းမော့ကြည့်လိုက်တယ်။ဟက်ခနဲကြီးပြလိုက်တယ်။ရီဝေမူးနောက်ကြည့်ခြင်းကြားမှာမမက်မြတ်ကိုခြားခြားလဲစွာတွေ့နေရပါတယ်။အော်ကျွန်တော်ရဲ့ကဲတင်ရှင်မမက်မြတ်ကျေးဇူးရှင်ကြီးဘဝကိုမြင့်တင်ပေးသူကြီးကျွန်တော်ဘဝကိုပိုင်ဆိုင်တော်မူတဲ့အရှင်သခင်မကြီးမမက်မြတ်ပါလားထိုင်ပါခမညာထိုင်ပါခရိုးခရိုင်ထရက်ပြီးထိုင်ကုန်တစ်လုံးကိုဆွဲယူပေးသောသူကိုမမက်မြတ်အတန်ကြာစိုက်ကြည့်နေလိုက်တယ်ပြီးမှဝင်ထိုင်မိတယ်အောင်ငါဒီခန်းမှာပဲအပီးပိုင်နေတော့မယ်ပေါ့မမက်မြတ်ရဲ့မျက်နှာကိုတော့မကြည့်ကျင်တော့ဘူးဆိုတဲ့သဘောပေါ့ဟုတ်လားအောင်မမက်မြတ်ကဂတင်ကိုဝှေ့ကြည့်ပြီးအတန်မှန်ဖြင့်မေးလာတယ်သူရည်မိတယ်မူးသောအရှိန်နှင့်နာကြီးမှုတို့ကသူ့ရင်ထဲတွင်ပြည့်သိမ့်နေတယ်မေတ္တာဆိုတာဘာလဲမမက်မြတ်အချစ်ဆိုတာကရောဘာလဲမမက်မြတ်ပြန်မဖြေသူ့ကိုယ်သာမျက်ရည်ဝဲစွာစိုက်ကြည့်နေတယ်ဘဲသိမလဲဘဲဖြေနိုင်မလဲဗျာခမည်းကိုယ်တိုင်အချစ်ကိုနားမှမလဲပဲကိုဒါကြောင့်အချစ်ကိုကျေးဇူးတရားနဲ့ဖလဲယူတယ်ဖန်တီးယူတယ်သူစပွဲကိုလက်ဖြင့်တောက်၍မမက်မြတ်ကိုငုံကြည့်ပြီးအသက်မထွက်ပဲပြုံးနေကြည်ကွဲသောအပြုံးမှာဒီတော့ခမည်းဘာရလဲကျွန်တော်ကိုရတယ်ပြီးတော့ချုပ်ချဲမှုတွေကျင်းမြောင်းတဲ့အချစ်အဘိဓမ္မာတွေတကူကောင်းဆန်မှုနဲ့ခမည်းကျွန်တော်ကိုချစ်ခဲ့တယ်အတက်လွန်ခဲ့တဲ့အချစ်နဲ့ကျွန်တော်ကိုတတိညှင်းပန်းခဲ့တယ်လေလူအလွာလူအတိုင်းဝိုင်းမှာကျွန်တော်ဟာခမည်းရဲ့ရုပ်သေးရုပ်လိုနေခဲ့ရတယ်ဒီမှာဒေါ်ခင်မြတ်သူကျွန်တော်ဟာလူတစ်ယောက်ဖြစ်တယ်ဆိုတာကိုရောသိမှသိသေးရဲ့လားသူကတင်းမော်ထိုင်ချလိုက်တယ်နှစ်နဲ့ချီ၍ရင်ထဲတွင်မြို့သိပ်ခံစားခဲ့ရသည်တို့ကိုဖွင့်အံပြိုကွဲခဲ့ရပါပြီခမည်းကပြောမယ်
ကျွန်တော်ကိုချစ်လွန်းလို့ဖြစ်ရတာပါလို့လေဟာဟာဒါလုံးဝတရားမျှတမှုမရှိတဲ့စင်ကြီးပဲခင်ဗျားကျွန်တော်ကိုဒီစာကြည့်ခန်းထဲမှာပဲလွန်ခဲ့တဲ့6နှစ်တာကာလစီကချစ်ပါတယ်လို့ဖွင့်ပြောခဲ့တယ်ငိုခဲ့တယ်ဗျာခင်ဗျားရဲ့ကျေးဇူးတရားကိုထောက်ပြီးကျင်နာစိတ်နဲ့ကျွန်တော်လက်ထပ်ခဲ့တယ်ဒါပေမဲ့ခင်ဗျားကကျွန်တော်ကိုစိတ်ရုပ်တရုပ်လိုတန်ပတ်ပေးပြီးတော့ထိုင်ခိုင်းတယ်ထခိုင်းတယ်ကြာတော့လေတော့ပေးလွန်းတော့တင်းလွန်းနဲ့တန်ပတ်ကျိုးပြက်ပြီပေါ့ဗျာအခုလိုအရက်မူးတဲ့စိတ်ရုပ်ပြက်ကြီးလဲဖြစ်သွားရတာပေါ့ခင်ဗျာမင်းမမမြက်ရဲ့အချစ်ကိုမစော်ကားနဲ့မမမြက်မင်းထက်အသက်အများကြီးကြီးတယ်ဒီတော့မင်းဟာတနေ့မှာမမမြက်ကိုဆုံးခွာသွားမှာတင်မတက်ကြောက်မိတယ်ဒါကြောင့်အောင်ကိုမမမြက်ကချုပ်ချယ်မိတာပါဒါမမမြက်ကတရားဒါမမမြက်ဘက်ကတရားပါတယ်အောင်ကျွန်တော်ဘက်ကဆိုရင်ရောမတရားဘူးမမမြက်အသက်ကြီးတာကိုဘာလို့အခုမှပြဿနာလုပ်နေရတာလဲကျွန်တော်လက်မထက်ခင်တည်းကကျွန်တော်ကိုလက်မထက်ခင်တည်းကမမမြက်ကအသက်ကြီးနေခဲ့တာပဲလေဒါပေမဲ့အဲ့ဒီတုန်းကမမမြက်ကအခုထက်ပိုပြီးနှုတ်သေးတယ်လှသေးတယ်လေသူဟဟပပရီးချလိုက်တော့တယ်ဟာဟာမမမြက်မျက်နှာတင်းသွားတယ်လှတယ်ဟတ်လားမမမြက်အချစ်ဟာလှတာနဲ့မဆိုင်ဘူးဒါကိုသိရလားသူထရက်လိုက်တယ်ကျွန်တော်ခမည်းကိုလက်ထပ်ခဲ့တာလှလို့မဟုတ်ဘူးကျေးဇူးကြောင့်အဲ့ဒီကျေးဇူးတရားဆိုတာတွေကြောင့်ကျွန်တော်တစ်သက်လုံးခမည်းကိုပေါင်းသွားရမှာပဲစွန့်ခွာသွားလို့လဲလုံးဝမဖြစ်နိုင်ဘူးမစိုးရိမ်ပါနဲ့စိတ်ချမ်းသာစွာနဲ့ဒီအခန်းထဲကထွက်ခွာသွားလိုက်ပါတော့ဗျာမင်းမမမြက်ကိုလုံးဝမချစ်ခဲ့ဘူးလားအောင်သူခေါင်းငိမ့်ပြတယ်မမမြက်ရဲ့မျက်နှာကလေးဖြူဖြော့သွားတယ်အဲ့ဒီနောက်ဒေါသနဲ့အော်ပါတော့တယ်မင်းမမမြက်ရဲ့မြစ်တာကိုစော်ကားတယ်တစ်ဖက်သက်မပြောပါနဲ့မမမြက်ကျွန်တော်မမမြက်ကိုချစ်ပါတယ်လို့လိန်ညာပြောပြီးလက်ထက်ခဲ့လို့လားမမမြက်ကြီးမျက်နှာကညီမြန်းသွားတယ်သူ့ပါကိုလည်းဖြန်းကနေရိုက်ချလိုက်တယ်မမမြက်ရဲ့မျက်ဝန်းမှာဒေါသကြောင့်လက်တောက်နေလေတယ်ပူဆက်သောဝေဒနာနဲ့အတူပါးပြင်ကိုသူစမ်းကြည့်လိုက်တယ်မင်းဟာမမမြက်ရဲ့အချစ်ကိုနားမလဲတဲ့လူမိုက်လက်လက်တောက်နေသောမမြက်ဤဒေါသမျက်ဝန်းသည်တဖြည်းဖြည်းမှိန်ဖြော့လာလေတယ်ပထမအကြိမ်အိမ်အောင်ကြခဲ့ရသူဟာကိုချစ်တဲ့သူပဲဖြစ်ခဲ့တယ်ဒုတိယအကြိမ်မှာတော့ကိုကသာချစ်ရတဲ့သူနဲ့အိမ်အောင်ကြခဲ့ရပြန်တယ်မမမြက်ရဲ့ဘဝဟာတေတာနဲ့ဘာထူးမှလဲအောင်မမမြက်ရဲ့အတန်ကကြဲပြီးမဲ့ကြေကွဲမှုကိုမဖုံးတာကျွန်တော်ဘဝကလည်းတေနေတာပါပဲဗျာသူကလည်းသူ့ရင်ကိုလက်သိမ်းနဲ့ထုရင်ပြန်អော်တယ်မမမြက်ခြာကနေလှည့်ထွက်သွားလိုက်တယ်တကားကိုစောင့်ဖွင့်တယ်တကားဝတွင်လာရောက်၍နားထောင်နေတဲ့ပန်းဤဖြူတို့ပေါင်းနှမ3ယောက်ကိုတွေ့လိုက်ရပါတယ်မမမြက်ကအားလုံးကိုတိုးဝေကြော်ဖြတ်ကအောက်ထပ်သို့ပြေးဆင်းသွားလိုက်တယ်မမေကြော်စိုးရိမ်စိတ်နဲ့လှမ်းခေါ်လိုက်ပေမဲ့မမမြက်လှည့်မကြည့်အိမ်ရှိတွင်ရပ်ထားသောကားပေါ်ကိုတက်ကတဟုန်ထိုးမောင်းထွက်သွားပါတော့တယ်ကြော်နဲ့တော်တို့မှာဒေါသကိုထိန်ချုပ်လျက်ခြာကနေလှည့်ထွက်သွားသည်ကိုမူးရည်ကြီးဝေသောမျက်ဝန်းအစုံနဲ့သူတွေ့ခဲ့ရပါတယ်အဲ့ဒီအချိန်တုန်းကသူလဲကြေကွဲခြင်းနာကြီးကျွင်းများစွာနဲ့အတန်ခွဲကြီးနဲ့ရီမောပြီးအခန်းထဲ၌သာတယောက်တည်းကြံ့ရစ်ခဲ့ပါတော့တယ်ယခုမူမမမြက်ကွယ်လွန်ခဲ့ပါလေပြီညနန္ဒာသည်တိတ်ဆိတ်6သွေ့စွာကြံ့ရစ်ခဲ့ပါ၏ဤတိတ်ဆိတ်လွန်မှုကသူ့ကိုနှိပ်စက်ပါချေပြီကြော်သည်၎င်းတော်သည်၎င်းသူ့ကိုလုံးဝမျက်နှာချင်းမဆိုင်တော့
ညီမထွေးလေးနှင်းပန်းခိုင်ဤမျက်နာကြောင့်သာသူ့ကိုနှင်မချခြင်းဟု၍လည်းသူသဘောပေါက်မိပြီဖြစ်သည်မမမြတ်ကွယ်လွန်ပြီးတလပြည့်မြောက်နေ့တွင်ပန်းဤဖြူမှတဆင့်ကြော်နှင့်တော်တော်ကိုသူတွေ့လိုပါကြောင်းဆေးရုံသို့မသွားမီနက်နက်ပိုင်းကမှားကြားခဲ့လေတယ်ည8 နာရီမှာသူနှင့်နှင်းဖြူတို့မောင်နှမ3 ယောက်ညနေနာဧည့်ခန်းတွင်ဆုံမိကြတယ်သူကသမီးလေးနှင်းပန်းခိုင်ကိုရင်ခွင်တွင်ပွေ့ချီရင်အေးဆေးတည်ငြိမ်စွာစကားဆိုလိုက်ပါတယ်မက်မြတ်ဆုံးပါခဲ့တာတလလဲပြည့်ခဲ့ပြီပန်းဤဖြူတို့မောင်နှမတွေကြေကွဲမယ်ဆိုတာကိုကိုလည်းနာကြီးမယ်ဆိုတာကိုစာနာလဲပါတယ်ခွင့်လွတ်ပေးကြပါလို့လဲနောက်ဆုံးတောင်းပန်ပါရစေတနေ့မှာကိုမင်းတို့နားလဲခွင့်လွတ်လိမ့်မယ်လို့လဲကိုမျောလင့်ပါတယ်ပြီးခဲ့တဲ့အတိတ်နဲ့ပတ်သက်ပြီးဖြည့်ရှင်းမှုတစုံတရာမပေးပဲကိုဒီမြနန္ဒာကအဝတ်တထည်ကိုတခုနဲ့ဆင်းသွားဖို့ကိုလည်းဆုံးဖြတ်ပြီးပါပြီဒါဟာအားလုံးအတွက်စိတ်ချမ်းသာမှုတစ်ခုကိုဆောင်ရွက်ပေးခဲ့တာလို့ပဲမှတ်ယူပါတယ်ကဲသမီးလေးနှင်းပန်းခိုင်မမနဲ့ကိုတို့ကိုကြော့လိုက်နော်စိတ်တီးကိုင်းမှုကိုထိမ့်သိမ့်ခံစားရင်သမီးငယ်ကိုရင်ခွင်မှအသာအရာချပေးလိုက်ပါတယ်သမီးငယ်နှင်းပန်းခိုင်ကဖခင်ပြောတဲ့အတိုင်းအမနဲ့အကိုတို့ကိုထိုင်ကြော့ပါတော့တယ်ဒီလိုသူကြော့ချင်းသည်ခွဲခွာခြင်းဤဏီဒန်းအစပြိုးသည့်နမိတ်ဟူ၍နှင်းပန်းခိုင်မတိရှာအရွယ်ရောက်ကြပြီဖြစ်သောခွဲချမ်းနားလေတက်ပြီဖြစ်သောအမနဲ့အကိုတို့ဤမျက်ဝန်း၌သာမျက်ရည်တို့ဝဲဆိုပြေးသိမ့်လာကြပါ၏နှင်းပန်းခိုင်ဦး3 ချိန်ချပြီးသည်နှင့်သမီးကိုပွေယူလိုက်ကထိုင်ရာမှသူထားရက်လိုက်သည်ညနန္ဒာရဲ့အိမ်တကားမကြီးစီသို့ဦးတီလိုက်စဉ်ညီမလေးနှင်းပန်းခိုင်နဲ့ပန်းဤတို့ကိုခွဲခွာသွားတော့မလို့လားရှင်ငိုရှိုက်လျက်ပန်းဤကြေကွဲစွာလှမ်းမေးလိုက်တဲ့အတန်ကသူ့ရင်ကိုစူးနစ်သွားစေပါတယ်ခမညာညံဒါအကုန်ပဲလားခမညာညံဒါအကုန်ပဲလားဦးစော့အောင်နှင်းပန်းကိုကျုပ်တို့မောင်နှမတွေတိတ်ချစ်ကြတယ်ဆိုတာခမညာသိပြီးသားပါဒီမြနန္ဒာမှာနှင်းပန်းမရှိရင်ကျုပ်တို့ဘလို့လုပ်ပြီးနေနိုင်ကြမှာလဲမိမိကိုပွားကျုပ်တို့ရဲ့ညီမတွေးလေးကိုခမညာရဲ့ရင်ခွင်မှာထားပြီးအညာကင်လူဆန်းကောင်းလှုပ်ပြတာကျုပ်တို့နားလဲပါတယ်ခမညာဒီမြနန္ဒာကထွက်ခွာသွားစရာလည်းမလိုပါဘူးဦးစော့အောင်ကျုပ်ရဲ့ညီမတွေနဲ့ကျုပ်ရဲ့ညီမလေးနှင်းပန်းခိုင်ကိုအကြောင်းပြုပြီးခမညာဒီစည်းစိမ်ပုံကြီးမှာတစ်သက်လုံးပဲနေသွားပါဒါပါပဲကြော်ရဲ့မျက်နာတွင်သူ့ကိုမုန်းတီးဆက်ဆုပ်မှုတို့ထင်ရှားစွာပေါ်လွင်နေပါတယ်သူ့တကူလုံးလဲတက်မဲ့ကြောက်ရွံ့ပမာတောင့်တင်းစွာမတ်တရက်နေမိတယ်ကြော်ရဲ့ခါးသီးတဲ့စကားတို့ကသူ့နှလုံးအိမ်ကိုစုံနှင့်ညှစ်ပစ်တဲ့အောင်အကိုနဲ့ဖခင်တို့ကြားမှာမျက်စိတငယ်နားတငယ်ဖြစ်နေရှာတဲ့သမီးလေးကိုဆိုးနှင့်စွာသူငုံကြည့်လိုက်တယ်ဒီသမီးငယ်ကိုသူမခွဲနိုင်သမီးငယ်ကိုမြနန္ဒာတွင်ထားရခဲရည်လဲကြောခိုင်းကသူမထွက်သွားနိုင်အဲ့ဒီလိုဆိုရင်သူလဲမြနန္ဒာရဲ့ချမ်းသာကြွယ်ဝမိကိုချမ်းသာကြွယ်ဝအဲ့ဒီလိုဆိုရင်လဲသူကမြနန္ဒာရဲ့ချမ်းသာကြွယ်ဝမှုကိုမက်မောတွေ့တာနေတဲ့သူတူလို့မြနန္ဒာမိသားစုတွေအထင်လွဲမှားပြီးမုန်းတီးနာကြီးမှုတို့ကိုခံယူလျက်နေထိုင်သွားရအောင်တော့မယ်ကျဉ်ကျက်ပိတ်လောင်တဲ့ဝေဒနာညှိုးသိမ်သောအဖြစ်တို့ကသူ့ထံမှခြေကုပ်ယူပြီးအမြင့်တယ်နေကြတယ်ညနန္ဒာလည်းခိုင်ခန့်စွာဖြင့်သူ့ကိုပိတ်လောင်တားဆီးနေစေအနိုင်ယူနေစေပါတကားမမမြတ်ကွယ်လွန်ပြီးတနှစ်တာကာလအတွင်းတွင်သူ့ရဲ့အရက်တောက်မှုနှုံးမှလည်းမြင့်မားလာခဲ့တယ်စကားလည်းမပြောသလောက်နှဲသွားတော့တယ်သမီးလေးနှင်းပန်းခိုင်လေးသာလျင်သူ့ဘဝအတွက်ကြောက်စက်ကြဆန်းရည်အဖြစ်ရှိနေပါတယ်အဲ့ဒီအချိန်မှလွဲပြီးသူ့ရင်သည်အမြဲတောကများဖြင့်ပူလောင်ရှုပ်ထွေးနေရတယ်မင်းအိမ်အောင်ပြုတ်လိုက်ရင်ကောင်းမယ်လို့
ကိုမြင်နေဖို့စောဒီလိုပဲအရက်ကြီးပဲနစ်မိုးနေမယ်ဆိုရင်တော့မင်းအသက်တိုးလိုက်မယ်တောင်ဝင်ချိန်မှာကိုမမူးရင်ပြီးတာပါပဲတတ်ထုံးရဟုတ်ပါတယ်မင်းကတောင်ဝင်ချိန်မှာမမူးဘူးဟုတ်ပါတယ်မင်းကတောင်ဝင်ချိန်မှာမမူးပေမဲ့မင်းရဲ့မျက်နှာကိုပြန်ပြီးမှန်နဲ့ကြည့်လိုက်စမ်းတကယ်အရက်သမားလုံးပုံစံဖြစ်နေပြီဒေါက်တာတက်ထုံးဤစကားဆုံးတော့သူဟက်ခနဲထရီလိုက်တယ်ဘာမှပြန်မဖြေဆေးရုံပရင်းမှတဆင်မြင်နေရတဲ့ထင်းရှူးတောကိုသာငေးကြည့်နေမိတော့တယ်မင်းအိမ်အောင်ပြုတ်တဲ့သူကလည်းပန်းဤဖြူပဲဖိုးစောဘာပြောတယ်ထိတ်တလန့်သူကြည့်မိလိုက်တယ်ဆေးချောင်းကိုမသွားမီတညက်နေခင်းရဲ့စီးစာချိန်၌ပန်းဤဖြူကိုတွေ့မြင်မျက်နှိုးခဲ့ရပါတော့သူ့ရဲ့နှလုံးသားကိုဒေါက်တာသက်ထုံးဘလို့သိရှိသွားပါလေသူသိခံစားခဲ့ရပါတော့သူ့အချစ်ကိုဒေါက်တာသက်ထုံးမသိတန်ရအဆုံးဆိုရလျင်မမတ်မြတ်ကွယ်လွန်သွားသည့်အထိမရိပ်မိခဲ့သောအဖြစ်ပါဟုတ်တယ်ဖိုးစောဒါဟာမင်းအတွက်ရောမင်းရဲ့သမီးလေးနှင်းပန်းခိုင်အတွက်ရောညနနာမိသားစုအတွက်ရောအကောင်းဆုံးပဲလို့ကိုမြင်တယ်ပြီးတော့မင်းနဲ့ပန်းဤဖြူကအရွယ်အားဖြင့်လဲလိုက်ဖက်နေတယ်ဖိုးစောသူလဲငိုင်ကြသွားတယ်တငယ်ချင်းဖြစ်သူဒေါက်တာသက်ထုံးမှာစေတနာဖြင့်ပြောကြားခြင်းဖြစ်ကြောင်းသူသဘောပေါက်မိပါတယ်ဒါပေမဲ့တစုံတရာကိုမှတုံ့ပြန်ဖြေကြားခြင်းမပြုခင်ဆေးရုံမှညနနာတို့ပြန်ရောက်သည့်တိုင်ဒေါက်တာသက်ထွန်းရဲ့စကားကသူ့ကိုလွှမ်းမိုးနေစေပန်းဤဖြူနဲ့နှင်းပန်းခိုင်တို့ရဲ့ကျင်နာယူရမှုထွေးပွေစကားဆိုမှုလေးတွေကိုငေးကြည့်ရင်သူ့ရင်ထဲရွေးထွေးတဲ့ဝေဒနာကိုခံစားရပါတယ်နှင်းပန်းခိုင်လည်းပန်းဤဖြူနဲ့သာအစဉ်အတူအိတ်ခဲ့ပါတယ်ညစာစားပြီးလို့ညတကောင်ရဲ့အချိန်အိယာဝင်ကြပေမဲ့သူမအိတ်နိုင်သေးညစာလည်းမစားသေးထုံးစံအတိုင်းရေခဲတစ်တာအတွင်းမှာဝရန်တီတစ်လုံးကိုထုတ်၍စာကြီးတိုက်ခန်းတွင်အရက်တောက်နေမိတယ်ကြော်နဲ့တော်တို့လည်းမရှိဘူးလိမ္မော်ချမ်းတွေစီကိုလွန်ခဲ့တဲ့တရက်နှစ်ရက်ကပဲပြန်သွားကြတယ်တိတ်ဆိတ်မှုကသူ့ရင်ကိုပို့ပြီးလှုပ်ရှားစေတယ်ငယ်ကပင်ဆွဲတင်ခဲ့တဲ့အချစ်ကသူ့နှလုံးသားကိုအခုံမြန်စေပါတယ်သူ့ဘဝကအထီးကျန်ပြီးအခုလိုပဲနေသွားရတော့မှလားသူ့ရဲ့သမီးငယ်လေးကိုပန်းဤဖြူဘလောက်ချစ်တယ်ဆိုတာကိုသူသိတယ်မူးယစ်မှုနဲ့အတူနေရာမှသူထားရက်လိုက်တယ်စာကြီးကန်တကားကိုဆွဲဖွင့်ပြီးအပြင်ကိုထွက်လိုက်တယ်ဇင်းကြံတစ်ချောက်လူလဲရှင်းနေတယ်ပန်းဤဖြူရဲ့အခန်းရှိရာကိုသူလျှောက်ခဲ့တယ်အခန်းတကားနားရောက်တော့တကားကိုအသာယာတွန်းကြည့်လိုက်တယ်အတွင်းကကြက်မထိုးထားတကားရွက်ကလှုပ်သွားတယ်ဒါပေမဲ့သူမဝင်ပြီးတကားကိုလည်းတွန်း၍မဖွင့်မိသေးမဝေခွဲတက်သေးတဲ့စိတ်နဲ့သူခဏလောက်ငြိမ်သက်သွားမိတယ်နောက်ဆုံးတကားကိုတွန်းဖွင့်ဖို့ဆုံးဖြတ်ချိန်မှာတော့လက်ကိုမြှောက်လိုက်တဲ့အချိန်မမတ်ဤမမေကိုလွမ်းလိုက်တာနော်အားငယ်စာပြောလိုက်တယ်သမီးလေးနှင်းပန်းခိုင်အတန်လေးကသူ့ရင်ကိုစိုးနစ်စွာအတိတရားရစေပါတယ်မမတ်မြတ်ရဲ့မျက်နှာလေးကသူ့ရှေ့မှာဝှီးကတဲ့ပေါ်လာတယ်မမတ်မြတ်လည်းသမီးလေးနှင်းပန်းခိုင်ရဲ့မိခင်ဖြစ်ပါတယ်အဲ့ဒီတူပန်းဤဖြူမိခင်လည်းဖြစ်ပါတယ်ဒီအတိတရားကသူ့ရဲ့လက်ရှိအကြံစီကိုနောင်တရစေပြန်တယ်အိတ်တော့နော်နှင်းပန်းမမကြီးပုံပြောပြမယ်လေပန်းဤဖြူရဲ့ချော့မော့နှစ်သိမ့်တန်းကအခန်းပြင်မှာရှိတဲ့သူ့ထံကိုအေးချမ်းစွာပြန့်လွှင့်လာပါတယ်လက်သီးနှစ်ဖက်ကိုသွေးချေဥမတက်စုပ်မိလျက်နေရာမှခြေလန်းကျဲကြီးနဲ့ထွက်လာမိလိုက်တယ်စာကြည့်ခန်းအတွင်းပြန်ရောက်စဉ်သူ့တကိုယ်လုံးချွေးများနစ်ပေနေပြီအရက်ခွက်နဲ့ပလင်းကိုစိုက်ကြည့်ရင်နာကြီးလာတယ်ဒီအရက်တွေကသူ့ရဲ့အသိတရားကိုပြက်ပြားစေတယ်ရုပ်မှညစ်ညမ်းစေတယ်အချစ်ကအာရမတရားမဟုတ်ဘဝတစ်ခုတွင်အချစ်က
အခြေအနေရရပ်တန့်သွားပါတော့တယ်။သူချစ်တော်ပန်းဤဖြူသည်နှင်းပန်းခိုင်ဤအမအဖြစ်ရက်တည်သွားခြင်းသာလျှင်အမှန်ကန်ဆုံးဖြစ်ပါလိမ့်မယ်။အရက်ပလင်းနဲ့ဖန်ခွက်ကိုဆွဲယူကိုက်မြောက်ပစ်ခွဲလိုက်စဉ်ရဲရည်ပူများသူ့ဘားပေါ်သို့ကျလာတယ်။အချစ်တွင်၎င်းအနာဂတ်တွင်၎င်းသူသည်ဖန်ဆင်းသူမဟုတ်အဖြစ်ခံပုံသင်းခံဘဝသာတသက်ကြီးဖြစ်တယ်။သူ့ရဲ့လက်ရှိဘဝကိုအနီးဆက်ဆုံးသိတယ်။မိန်းကလေးတစ်ယောက်ရှိပါတယ်။သူကသူနာပြုတ်မှလီနော်မေဖော့ပဲဖြစ်ပါတယ်။ဝင်းတိုလွန်းသောမမမြတ်ဤအချစ်ကြေးချုံဘဝရောက်ခဲ့ရသည်ကိုတော့နော်မေဖော့ကလည်းနားလဲပါတယ်။မျက်ရတနာစီကံပိတ်ပစ်လိုက်ရအောင်ပြင်းထန်မာကြောသောမမမြတ်ရဲ့လောက်ရက်ကိုအဲ့ဒီအချိန်ကမျက်ရတနာစီကံကသူနာပြုတ်မှလီနော်မေဖော့လည်းတွေးမြင်ခဲ့ရပြီဖြစ်ပါတယ်။ဒါကြောင့်ဆေးရုံကတာဝန်ကျချိန်တွေမှာလဲသူ့ကိုနော်မေဖော့ပြောဆိုဆက်ဆံမှုများကကျင်နာမှုကိုမဖုံးတာမမမြတ်ကွယ်လွန်ပြီးသည့်နောက်ပိုင်းသူ့ကိုတနာပိုလာခဲ့ပြန်တယ်။ဆရာမဒီညနေအားတယ်မဟုတ်လား။အားပါတယ်ဒေါက်တာ။ကျမကိုဘာခိုင်းစရာရှိလို့လဲ။မဟုတ်ပါဘူး။ကျွန်တော်နဲ့အတူတူညနေနာကိုလိုက်လေဖို့ညနေနာမိသားစုနဲ့သမီးလေးနှင်းပန်းခိုင်ကိုလည်းတွေ့ဖို့ဖိတ်ခေါ်မလို့ပါ။ညနေနာစီကံလည်းမြို့လေပိုင်းတွင်ညနေနာတီချဖွင့်ခဲ့သည်မို့နော်မေဖော့နှင့်ညနေနာသည်အစိမ့်သက်သက်ဖြစ်နေပါ၏နော်မေဖော့သူ့ကိုအတန်ကြာမော့ကြည့်သည်သူ့မျက်နှာတွေအပြေရှာသည့်နေပြီးတော့ရက်မကြခင်မှာဆရာမကိုကျွန်တော်ပြောစရာတွေလည်းရှိပါတယ်နော်မေဖော့မျက်နှာလေးမတိမတာညီမြန်းသွားပါတော့တယ်အဲ့ဒီလိုဆိုရင်နော်မေဖော့လည်းရိပ်မိလောက်ပါတယ်ညနေခင်းတစ်ခုတွင်ဖခင်နဲ့အတူပါလာသောသူနာပြုဆရာမလေးနော်မေဖော့ကိုနှင်းပန်းခိုင်သည်ခင်မင်ရင်းနှီးစွာဆက်ဆံခဲ့ပါတယ်လှပတိမ်မွေးတဲ့နော်မေဖော့နဲ့နှင်းပန်းခိုင်တို့၏ဆက်ဆံရေးမှာအေးချမ်းစွာရှိနေခဲ့ပါတယ်ပန်းဖြူကလည်းနော်မေဖော့ကိုအဆင်ပြေစွာပင်စကားဆိုခဲ့ပါတယ်ကြော်ကြော်နဲ့တော်တော်ကမူဂယူးဆိုင်ပုံမရညီကိုနှစ်ယောက်ကကားတစ်စီးနဲ့ထွက်သွားကြတယ်သူတို့နဲ့အတူကြော့တငယ်ချင်းဇေယဆိုသူကိုလည်းတွေ့လိုက်ရတယ်သူကညစာစားပြီးမှပြန်ရန်ပြောသဖြင့်နော်မေဖော့မှာချက်ရွံ့အားနာစွာတောင်းပန်ပြီးပြန်သွားရပါတယ်သူကိုယ်တိုင်ဈေးရုံဝန်းရှိသူနာပြုများအိမ်ယာသို့လိုက်ပို့ပေးခဲ့တယ်ဒီတခါတော့ကျွန်တော်ဘဝကိုဖန်တီးနိုင်ကောင်းပါရဲ့ဆရာမရဲ့တိုးညင်းစွာသူပြောနေစဉ်နော်မေဖော့လည်းကျင်နာစွာသူ့ကိုမော့ကြည့်ခဲ့ပါတယ်အပြန်လန်းတစ်လျှောက်လုံးသူစဉ်းစားရင်းခက်မြင်မြန်ပြန်လာခဲ့တယ်လူလို့တယောက်အနေနဲ့ကြားရှိစွာသူနေပါလေပတ်ဝန်းကျင်အမြင်တွေပြိုရွယ်သောပန်းဤဖြူနှင့်မုတ်ဆိုးဖို့သူ့ကိုလက်ညှိုးထိုးစရာဖြစ်လာလိမ့်မယ်ဝေဖန်ခြင်းစရာလည်းဖြစ်လာမယ်အဲ့ဒီအတွက်သူအိမ်အောင်ရှိနေတင်သည်ရင်းအိမ်အောင်ဖက်မှာသူ့ဘဝနှင့်ညနန္နာမိသားစုအတွက်အစဉ်ပြေရမိသူလည်းဖြစ်ကြချင်းမီနော်မေဖော့ဤဖြူစင်ကျင်နာမှုနှင့်ရိုးသားတည်ငြိမ်မှုတို့သည်ညနန္နာကိုအေးချမ်းစေလိမ့်မယ်လို့သူယုံကြည်ခဲ့ပါတယ်ညနန္နာတို့သူပြန်ရောက်လာတဲ့အခါပန်းဤဖြူနဲ့ဧည့်ခန်းတွင်စုံတယ်နှင်းပန်းခိုင်ကသူ့ကိုပြေးလာ၍ကြိုတယ်အဲ့ဒီဆီယာမလေးကိုသမီးချစ်လားရင်ချစ်တယ်ဖေဖေဆီယာမလေးကတိတ်ပြီးလှတာပဲနော်ဒိုးညင်းစွာမေးတော့သူ့ကိုသမီးငယ်ကအားပါတရဖြေတယ်သူပန်းဤဖြူကိုဝေ့ဝဲ၍ကြည့်မိတယ်ပန်းဤဖြူမှာသူနဲ့နှင်းပန်းခိုင်ကိုငေးကြည့်နေမိပါတယ်ပန်းဤဖြူကိုအိမ်အောင်ပြုတ်မယ်ဆိုရင်ဘလို့သဘောထားမလဲနော်မေဖော့နေပဲမဟုတ်လားပန်းဤဖြူကသူ့ကိုပြန်မေးတယ်သူအတန်ကြာငြိမ်နေမိတယ်မိမိချစ်မြတ်နိုးရတဲ့မိန်းကလေးထံကအခြားမိန်းကလေးတယောက်နဲ့လက်ထပ်ဖို့ရန်ခွင့်ပန်ရသည်လောက်ကြေကွဲဖွယ်အဖြစ်မဟုတ်ဘူးလားအတန်ကြာမှနော်မေဖော့နဲ့ဆိုရင်ပန်းဖြူရောဘလို့သဘောရလဲဒါက
ပန်းကြီးရဲ့သဘောတစ်ခုတည်းနဲ့လည်းမပြီးဘူးရှင်ကြော်ကြော်နဲ့တော်တော်တို့ရဲ့သဘောကလည်းရှိသေးတယ်လို့ဖြေပြီးပန်းကြီးဖြူအသာရာထရက်လိုက်တယ်ပန်းဤညင်သာသောအတန်ကသူ့နှုတ်မှထွက်သွားတယ်ပန်းကြီးဖြူသူ့ကိုကြည့်လိုက်တယ်ကိုအိမ်ထောင်ပြုတ်မယ်ဆိုတာပန်းကြီးအတွက်ပါကွာစကားကတူတောင်းပေမဲ့အတိတ်ပဲကျဲဝန်းတယ်နှင်းပန်းခိုင်ကိုလက်မှဆွဲ၍ပန်းချံသို့သူဆင်းခဲ့လိုက်တယ်ပန်းကြီးဖြူမှနေရာတွင်တိတ်ဆိတ်စွာကြံခဲ့ပါတယ်နောက်တနေ့မနက်ကော်ဖီတောက်ပြီးချိန်တွင်ကြော်ကြော်ကပြက်သားစွာစကားဆိုလာတယ်မနေ့ညကကျုပ်တို့ညီကိုမမကြီးကခမည်းအိမ်အောင်ပြုတ်ကျင်တဲ့အကြောင်းပြောတယ်ဒီမှာဦးစောစောအောင်အမေဆုံးခဲ့တာတစ်နှစ်ကျော်ပဲရှိပါသေးတယ်ခမည်းကအိမ်အောင်ပြုတ်ကျင်ပြန်ပြီပေါ့ထားပါတော့ဒါကတော့အရှင်းဆုံးပြောရရင်ညနေတော်မှာပထွေးတစ်ယောက်ပဲမြင်ပြရစီဖေဖေနဲ့မေမေတို့ရဲ့အမွေအနှစ်တွေပေါ့ပထွေးအပြင်မိကြွေးပါခံစားနေတာတော့မမြင်ပြရစီနဲ့ဗျာဒါပဲပြောချင်တယ်ခြေတံပြင်းပြင်းဖြင့်ကြော်ကြော်ချန်နဲ့ဆင်းသွားတယ်အမုန်းကျိန်စာတီသာလျင်ညနန္ဒာသည်သူ့ကိုပေးဝေချေပါသည်တကားထမင်းစားကန်းတွင်သူတယောက်တည်းသာတိတ်ဆိတ်စွာကြံ့ရစ်ခဲ့ပါတယ်ဆွေးမြေ့စွာသူပြုံးမိတယ်သူ့ကိုဘသူကနားလဲမှလဲကြော်ကြော်တငယ်ချင်းဇေယရဲ့မိဘတွေကသူ့ထံကသားရေးသမီးရေးကိစ္စကိုလာဆွေးနွေးကြတယ်ပန်းဤဖြူကိုဇေယနဲ့နေရာချထားလိုကြောင်းပေါ့ပန်းဤဖြူရဲ့မိခင်မမမြတ်ရဲ့ခင်မိုးတဲ့တယောက်အနေနဲ့သူ့ကိုလူကြီးမိဘနေရာထား၍စကားကန့်လန့်ခြင်းဖြစ်ပါတယ်သူတို့ချင်းကလည်းမြစ်တာမျှပြီးကြပါပြီဦးစောစောအောင်တမျိုးတဲ့သားတွေမို့တယောက်ကြောင်းတယောက်တိပြီးသားတွေပါပန်းဤဖြူရဲ့တည်ငြိမ်အေးချမ်းမှုကိုလည်းလူကြီးမိဘတွေအနေနဲ့ကျေနပ်ပြီးသားပါရှင်ကြော်ကြော်နဲ့တငယ်ချင်းဆိုပေမဲ့ကြော်ကြော်ထက်အသက်ကြီးတယ်ညနန္ဒာတွင်ဇေယကိုကြော်ကြော်တို့နဲ့အတူမြင်တွေ့ခဲ့ရပေမဲ့ပန်းဤဖြူနဲ့မြစ်တာမျှနေကြောင်းမယိမ့်မိခဲ့ပန်းဤဖြူ၏ဖခင်နေရာတွင်သူဝင်၍ဖြည့်ချင်းပေးခဲ့ပါတယ်ပန်းဤဖြူကြည်နေမယ်ဆိုရင်ကျွန်တော်အနေနဲ့ဝမ်းမြောက်ဝမ်းသာလက်ခံပါတယ်ဦးရဲ့ဒီမင်္ဂလာပွဲအတွက်ကျွန်တော်ဘက်ကတေချာလက်ဖွဲ့ဖို့လည်းအစီအစဉ်ရှိပါတယ်အားလုံးကျေနပ်ပျော်ရွှင်စွာဖြင့်ပြန်သွားကြတော့တယ်ညနန္ဒာတွင်ပန်းဤဖြူနှင့်ဇေယတို့မင်္ဂလာပွဲကိုခမ်းနားစွာကျင်းပခဲ့ပါတယ်သူအတွက်မမမြတ်ချမ်းရစ်ခဲ့တဲ့သူလက်ဖြားနှင့်မျှမတို့ရသေးသောငွေသားအတွင်းမှ8000ကိုဗန်မှထုတ်ကကလောတောင်ကြီးမှလှပသောတထက်တိုက်တစ်လုံးကိုဝယ်ယူခဲ့ပြီးမင်္ဂလာမောင်နှံအားလက်ဖွဲ့ပေးခဲ့ပါတယ်ကလောမြို့မှာစီကားဆုံးနဲ့အခမ်းအနားဆုံးသောမင်္ဂလာပွဲဟုဆိုနိုင်လောက်ပါတယ်ပန်းဖြူတို့ဇနီးမောင်နှံကသူ့ကိုထိုင်ကြတော့စဉ်အေးချမ်းစွာပဲစုပေးခဲ့ပါတယ်အချစ်ရဆုံးသောမိန်းကလေးသူ့ရင်ထဲမှာမိန်းကလေးရဲ့ဘဝသည်ပန်းနဲ့အေးမြမွှေးရချေပြီးတကားတာတုတာတုတာတုဒီလင်ဒီမြအိုအောင်မင်းအောင်ပေါင်းကြရပါစေအဲ့လိုဆူတောင်းပေးပြီးသူ့အတန်လေးခဏတိမ်ဝင်သွားပြီးမှမင်းတို့ဇနီးမောင်နှံမိမိဘဝကိုပိုင်ဆိုင်ဖန်တီးနိုင်ကြသူများဖြစ်ကြပါစေကွယ်ပန်းဖြူလည်းသူ့ကိုမော့ကြည့်ပြီးခေါင်းလေးငုံသွားချတယ်ပန်းဖြူတို့ဇနီးမောင်နှံကိုတိုက်တစ်ကလေးစီကိုခေါ်ဆောင်သွားမယ်ကားကလေးမြင်ကွင်းမှပြောက်ွယ်သွားသည့်အထိညနန္ဒာဤအပေါ်ထက်ပဒင်းစီမှာရက်လျက်ငေးကြည့်ကြံရစ်ခဲ့တယ်။သမီးငယ်လေးနှင်းပန်းခိုင်ကတော့မျက်ရည်ဝဲလျက်အမားဖြစ်သူနဲ့ခွဲခွာရခြင်းဝေဒနာကိုခံစားပြီးကြံရစ်ခဲ့ရှာတယ်။ညီမဆိုပေမဲ့ချစ်ပါတော့လဲအိမ်အောင်တဲ့ဘဝရောက်ရင်အိမ်အောင်သည်သာပထမဖြစ်ရသည်မှာလောကဓမ္မတာသာပန်းဖြူကိုယ်တိုင်လဲညီမကိုခွဲလို့ရှာမည်မဟုတ်ဖခင်ဤဘေးတွင်တိုးတိတ်စွာငိုရှိုက်နေတော့နှင်းပန်းခိုင်ကိုအိမ်ပေါ်မတ်မြနုကထမင်းစားရန်ချော်မော်၍ခေါ်သွားသည်ညနန္ဒာဤအောက်ထက်ဧခန်းတွင်ဘ ਹੁ တရားရှိနေဦးမြတာနှင့်ကြော်ကြော်တော်တော်တို့ကြံရစ်ခဲ့ကြသည်
ညနေနာအိမ်နောက်ဖက်လေကားမှခြံတွင်းသို့ဆင်းကလာရောင်အောက်တွင်တိတ်ဆိတ်စွာတယောက်တည်းလမ်းလျှောက်နေမိတယ်။ကြော်ကြော်နှင့်တော်တော်တို့သူ့မြတ်တာနှင့်စေတနာကိုနားလည်ကြပါစေဟုဆုတောင်းမိနေတယ်။ထပ်ပြီးတော့အထင်လွဲမှားမှုတွေကိုသူ့နှလုံးသားမှာမခံစားရပါစေနဲ့လို့တိုးတိတ်စွာဆုတောင်းနေမိတယ်။ဒေါက်တာဦးစောစောအောင်ဟာသူရသင့်ရထိုက်တဲ့ငွေသားထဲက8000တိတိကိုပန်းဖြူအတွက်လက်ဖွဲ့ခဲ့ပါတယ်ကွယ်။သူ့အတွက်ကြံတဲ့ရသင့်ရထိုက်တဲ့ငွေတွေထဲကတဝက်ကိုတော့မင်းတို့ညီကိုနှစ်ယောက်ကိုအိမ်အောင်ကြစင်မှာခွဲဝေပေးဖို့ဦးလေးထံမှာဥပဒေနဲ့အညီတရားဝင်လွှဲထားပြီးပါပြီ။မင်းတို့နှစ်ယောက်လုံးအိမ်အောင်ကြပြီးတာနဲ့ဒေါက်တာဦးစောစောအောင်ဟာဒီမြနနာအိမ်ကြီးကထွက်ခွာသွားမှာဖြစ်တယ်။သူ့ရဲ့သမီးနှင်းပန်းခိုင်ကိုတော့သူနဲ့တူခေါ်သွားမှာပေါ့။ဒါသူ့ရဲ့ပစ္စည်းလွှဲခဲ့တဲ့စာချုပ်ပါပဲ။ပေးအပ်သူနေရာမှာတော့ဒေါက်တာဦးစောစောအောင်ကလက်မှတ်ထိုးပြီးပါပြီ။လက်ခံသူနေရာမှာမင်းတို့ညီကိုနှစ်ယောက်လက်မှတ်ထိုးရမယ်။သူမျက်နှာစာအိမ်တကားဝါသို့ပြန်ရောက်တွင်ဦးမြသားဤစကားကိုကြားလိုက်ရတယ်။ကြော်ကြော်နဲ့တော်တော်ကစာချုပ်ကိုယူကြည့်နေကြတယ်။စောစောအောင်သည်ညနနာဤကျွဲဝါမှုတပြားတစ်ချက်မှမယူပဲသူတို့မောင်နှမ3ယောက်ကိုသာပေးအပ်ပေးသည်တကားသမီးလေးနှင်းပန်းခိုင်အတွက်ပင်သူရသင့်ရထိုက်တဲ့ငွေတွေကခွဲဝေယူမှုမပြုခဲ့ကြော်ကြော်ဤခေါင်းသည်တဖြည်းဖြည်းမက်လာတယ်။အဲ့ဒီနောက်တကားဝတွင်မလုံမဆက်ရက်နေသောသူကိုအတန်ကြာစိုက်ကြည့်နေတယ်။သူလည်းတိတ်ဆိတ်စွာပဲရက်လျက်ကြည့်နေလိုက်တယ်။အဲ့ခန်းလဲငိမ့်သက်လွန်းနေပါတယ်။ကြော်ကြော်ကလက်ထဲမှစာချုပ်ကိုမမိတ်မတုံပြန်ငုံစိုက်ကြည့်လိုက်တယ်။ကြော်ကြော်လက်တွေလည်းတဆက်ဆက်တုံနေတယ်။ရုတ်တရက်စာချုပ်ကိုကြော်ကြော်ဆွဲဖြဲပစ်လိုက်တယ်။တစစီစုပ်ပြဲသွားအောင်အစိတ်စိတ်အမွှာမွှာစုပ်ပြဲပစ်လိုက်တယ်။ညနေနာဧခန်းကျမ်းပြင်မှာစက်ကူစားတို့ဖွေးလွင့်ပြန့်ကျဲနေတယ်။ကိုအောင်ကြော်ကြော်ထားရက်လျက်တုံကြီးလှိုက်ခါစွာအော်ခေါ်တယ်။သူ့ထံအပြေးဝင်လာပြီးချက်ချင်းပဲကြော်ကြော်ရဲ့တန်မာတဲ့လက်မောင်းတွေကသူ့ကိုတင်းတင်းကြပ်ကြပ်ပွေဖက်လာတယ်။ဘားပြင်တွင်စီးကျနေသောမျက်ရည်များကိုကြော်ကြော်မတုံနိုင်။ဒူးကိုကွေးညွတ်ကသူ့ခြေရင်းတွင်ပစစ်တုပ်ထိုင်ချလျက်သူ့ခြေအစုံကိုဖက်တွယ်ထားလိုက်တယ်။ကျွန်တော်မှားပါတယ်ကိုအောင်အတ္တလွန်ခဲ့တဲ့စိတ်တစ်ဖက်ဆုံးရောက်နေတဲ့နာကြီးစိတ်နဲ့ကျွန်တော်ကိုအောင်ကိုအထင်သေးခဲ့မိပါတယ်။ဒီမြနန္ဒာရဲ့ကြွယ်ဝမှုကိုစွန့်ခွာမယ်ဆိုတာဟာကိုအောင်ရဲ့ဟန်ဆောင်မှုလို့ထင်ခဲ့မိပါတယ်။အခုလိုတရားဝင်လုံမှာမဟုတ်ဘူးလို့လည်းထင်ခဲ့မိပါတယ်ဗျာ။မမတ်ဤနဲ့ကျွန်တော်တို့ညီကိုနှစ်ယောက်အပေါ်မှာထားခဲ့တဲ့ကိုအောင်ရဲ့မြစ်တာကိုကျွန်တော်ခံစားတတ်ပါပြီကိုအောင်ကျွန်တော်တို့ညီကိုနှစ်ယောက်ကိုညနေနာမှာမထားခဲ့ပါနဲ့တော့ကျွန်တော်တို့ရဲ့ဖခင်ကျွန်တော်တို့လေးစားအားကိုးပြီးချစ်ရတဲ့အကိုကြီးအဖြစ်နဲ့ညနေနာမှာတက်တက်လုံးနေသွားပါကျွန်တော်တို့နှုတ်အားနဲ့ရောကိုယ်အားနဲ့ပါစော်ကားခဲ့သမျှကိုခွင့်လွတ်ပါလို့ကျွန်တော်ကြော်ပြီးတော့တောင်းပန်ပါတယ်ကိုအောင်ဆိုနစ်တုံခါစွာပြောပြီးကြော်ကြော်သူ့ကိုကြော်တယ်တော်တော်လဲယူကျိုးစွာလာကြော့ရှာတယ်သူ့ရင်ထဲမှာမိုးသိပ်စွာမျောလင့်တောင်းတခဲ့ရတဲ့အချိန်ကိုရောက်ရှိရလေပြီသူ့ရင်တွင်းမှာမေတ္တာအလှကိုကြော်ကြော်တို့ရှာဖွေတွေ့ရှိကြလေပြီကြည်နူးသောမျက်ရည်ဝမ်းနဲ့ဝမ်းသာကျလာသောမျက်ရည်များကပါးပေါ်အဆက်မပြတ်စီးကျလာတော့တယ်ကြော်ကြော်တို့ညီကိုနှစ်ယောက်ကိုမျက်ရည်များပြည့်သိမ့်နေသောမျက်ဝန်းအစုံနဲ့မှုန်ဝါးစွာတွေ့မြင်နေရတယ်တုံရီလျက်ရှိတဲ့လက်ချောင်းအစုံနဲ့ကြော်ကြော်နဲ့တော်တော်တို့ရဲ့ဥကောင်းထက်ကစံပြားများကိုညှင်သာစွာပုတ်သက်ပေးမိတော့တယ်ကြော်ကြော်နဲ့တော်တော်တို့ဆန္ဒရှိမယ်ဆိုရင်အကိုအကြီးအဖရာအဖြစ်မြနနာမှာကိုအောင်နေသွားပါမယ်ကလေးတို့ရဲ့ဦးမြသားကထမင်းစားကန်းထဲမှထွက်လာသောနှင်းပန်းခိုင်ဤလက်ကလေးကိုဆွဲကင်လျက်ကြည်နူးစွာဖြင့်အလှပဆုံးသောမြင်ကွင်းကိုစိုက်ကြည့်နေပါတယ်အင်းမြသောလေပြေးသည်ဝှေ့၍တိုက်ခတ်လာတတ်တယ်ပြင်းထန်သောမုန်တိုင်းသည်လည်းရက်စဲခဲ့ပါပြီအင်းမြသောလေပြေးလေညင်းလေးတန့်တင်းပြန့်ကြပြီတကားဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင်ဇလန်လေးကိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်